24ချိန်အတွက်မှာသမားတွေတွေ့ပါနော်ကျွန်တော်တိကျကဏ္ဍတစ်ခုတိကျစဉ်းစားဆုံးဖြတ်ပြီးမှကျွန်တော်ထုတ်လိုက်တာပေါ့ထုတ်လိုက်တဲ့အချိန်မှာကဏ္ဍတွေကဒီချိန်မှာပြန်ကြဖို့ဦးစားပေးစေချင်တာပေါ့နော်ပြန်ကြဟိုကျွန်တော်ပို့ပြီးမှနှစ်တက်တဲ့အတွက်ပြန်ကြဖို့ကျွန်တော်ဦးစားပေးရွေးချယ်လိုက်တာပေါ့ကဏ္ဍတွေကရှာလီရလီဆိုတော့ကျွန်တော်ဒီအခုကဏ္ဍကိုပြန်ကြပါနော်ပြန်ကြဒီ895ပဲကျွန်တော်ပြန်ကြကြိုက်တယ်เนาะကျွန်တော်ရွေးချယ်ဆုံးဖြတ်လိုက်တာပေါ့ကျွန်တော်ဆုံးဖြတ်ချက်တွေမှားခဲ့ရင်တော့ကျွန်တော်နှစ်ကုန်မှာကျွန်တော်ဆုံးဖြတ်ချက်မှားခဲ့ရင်တော့အလုံးတောင်းပန်နေเนาะသူရဲ့ site ကိုကျွန်တော်ပြမယ်ဆိုရင်ပေါ့เนาะဒီတစ်ခါခွန်ခါကူခါပေါ့เนาะဒီမှာလည်းတစ်ခါခွန်ခါကူခါကျွန်တော်နှစ်ကမြောက်ပေါ့တစ်ခါခွန်ခါကူခါပေါ့เนาะအဲ့ဒီတစ်ခွန်ကိုနဲ့အချိန်ငိုက်တဲ့တယ်မှာ3ကြခါ6ခါ4ခါရှိတယ်နော်ဒီမှာလည်းတစ်ခွန်ကိုနဲ့အချိန်ငိုက်တဲ့တယ်မှာနော်3ကြခါ6ခါ4ခါပေါ့အဲ့ဒီ3ကြခါ6ခါ4ခါရဲ့ဒီခွန်65နော်3ကြခါ6ခါ4ခါရဲ့86ခွန်ဒီခွန်65ဒီတဲ့နောက်နှစ်ကိုပြန်ရွှေ့ပေးရမှာဘယ်ချိန်မှာရွှေ့ပေးလဲဆိုတော့4နှစ်1ဆိုရင်မှခွေထားပြီးမှသူ့ရဲ့ဘေးမှာရွှေ့ပေးတာရွှေ့တဲ့ပုံစံလေးက4နှစ်1ခွေထားပြီးမှခွန်1နှစ် sorry ပဲခွန်1ခွန်ဆိုပြီးပြန်ရွှေ့ထားတယ်နော်အဲ့တော့ဒီကနန်းကလေ86ခွန်ကလည်းနောက်နှစ်ကိုပြန်ရွှေ့ပေးရပါနော်ဘယ်ချိန်မှာပြန်ရွှေ့ပေးထားလဲဆိုတော့4နှစ်1ခွေထားပြီးမှသူ့ရဲ့ဘေးမှာရွှေ့ထားပေးတယ်ခွန်1ခွန်နော်ဒီခွန်1ခွန်လို့နောက်ဝိတ်ဖြစ်ပြီးမှပြန်ရွှေ့ပေးထားတာပေါ့အဲ့ဒီရွှေ့ထားပြီးတော့တဲ့သူက1 2 3 4 5 6ခွန်10ပိန်မြောက်မှာကြီးလိုက်တယ်နော်2 4 3ဆိုပြီးမှနောက်ဝိတ်3လုံးအထောင်လေးနဲ့ပြန်ထောင်ထားတယ်နော်သူအဲ့ဒီပုံစံလေးနဲ့1 2 3 4 5 6ခွန်10ပိန်မြောက်ကြီးတဲ့ချိန်မှာ2 4 3ဆိုပြီးပြန်ထောင်ထားတယ်3လုံးပါနော်အဲ့ဒီပုံစံအထောင်လေးနဲ့သူကပြန်ရွှေ့ပြီးထားတာတဲ့အဲ့ဒီရွှေ့ထားပြီးတော့ဒီခွန်65နဲ့1 2 3 4 5 6ခွန်8 9ပင်မြောက်က6နှစ်ရှိဒီနောက်နှစ်ကိုပြန်ချပေးရမှာနော်ဒီချိန်မှာချပေးလိုက်ပြီပေါ့နော်တို့ဒီ86ခွန်ရဲ့1 2 3 4 5 6ခွန်8 9ပင်မြောက်